အဲ့လိုမတ်တယ်လို့ပြောခဲ့တယ်ဗျာဟင်တင်းထွန်းဒီကလေးကထူးခြားမဲ့ကလေးထင်နေနော်အခုနကမွေကြီးလေသူ့အမေများလားဟာပေါက်တီးပေါက်ရှာစိမ့်ကြီးဟာဒါအေးလာမွေးတာပါဟာတိပါတယ်တော့ဟိုမွေကြီးကိုပြောတာကျုပ်တောင်အပြင်မထွက်ရဲလို့အတန်သားဆွင့်နေတာပြန်လာမှကြောက်လိုက်တာအမမစိမ့်ကြီးပြောတာဟုတ်တယ်လို့ရှိတာဗျသမီးလေးနဲ့ခုနကမွေဆက်ဆက်နေမယ်ထင်တယ်သုံးယောက်သားအတွေးကိုစီနဲ့မိဘကြီးကိုငေးကြည့်နေကြတယ်လေပြင်းကြတန်လဲတပြေးပြေးနဲ့ငိမ့်သက်သွားပြီဖြစ်တယ်လို့မိဘရဲ့မိရလဲတပြေးပြေးနဲ့မိငိမ့်စပြုတ်လာတယ်တညလုံးမအိပ်ရတာကြောင့်အားရင်ချိနေနေတယ်လို့ခံစားနေကြရတယ်အာတင်ပြီးတော့ထားရက်လိုက်ကြကအိမ်တကားကိုဖွင့်လိုက်တဲ့အခါအမလေးဟိုမွေးရောက်နေပြန်ပြီဟာကိုငိမ့်ဖေညွှန်ပြရာကိုကြောက်ကြောက်လန့်လန့်နဲ့အကြည့်ကြီးရောက်သွားကြတယ်မွေရဲ့ဝမ်းပိုက်ပိုင်းကို၃ယောက်လုံးကပြူးတူးပြတ်တာနဲ့ကြည့်လိုက်ကတုံလို့ခြောက်ချားသွားကြတယ်ခလေးငယ်လေးငိုတဲ့အခါမွေရတစ်ချက်လူးလွင့်သွားတယ်အဲဒီနောက်နှောင်မုတ်တန်ကဲ့သို့တရှူးရှူးမြည်လိုက်အဲဒီရဲ့တန်ကိုကြားတဲ့အခါမှာကိုတင်ထွန်းရဲ့လက်ထဲမှာနီတာရဲလေးကနှိမ့်ဆိုင်စွာနဲ့ပြန်အိတ်သွားတော့တယ်ဒီအခါမှာမွေရဲ့ကိုယ်တည်းကတပြေးပြေးနဲ့ပြေးလျော့သွားပြီးတော့ရှောကနေပျောက်ကွယ်သွားတော့တာကိုငိမ့်ဖေကျုပ်မနေဝင့်တော့ဘူးပြန်ကြရအောင်တော့လေလဲငြိမ်သွားပြီပဲနေပေးကြပါအောင်ဗျာဒီမွေးရအနေရမပေးပါဘူးသူသာရန်ပြုတ်ခြင်းရင်ခုနကလေးကရန်လုံးမှာပေါ့ဗျာသမီးလေးကိုလာဆောင်ရှောက်တာနေမှာပါမပြန်ပါနဲ့ဗျာငါကြောက်လို့ပါတင်ထွန်းရဲ့ဆက်နေနေရင်ငါသေသွားလိမ့်မယ်ပြန်မဲကိုငိမ့်ဖေကလည်းတော်တော်ထိတ်လန့်နေဟန်ရှိရဲ့ဒါကြောင့်ကိုတင်ထွန်းကိုဆက်မနေပဲနဲ့သူတို့ရဲ့အိမ်ကိုလိုက်ခဲ့ဖို့အတွက်ခေါ်ငင်လိုက်တော့တယ်အေးလာကိုထားခဲ့လို့မဖြစ်ဘူးဗျာကျွန်တော်ကိုကူညီပေးကြပါဗျာအာသူပါတစ်ဖက်ကလေးတစ်ဖက်နဲ့တယောက်တည်းမထားခဲ့ကြပါနဲ့ရှစ်ကြီးခိုးပါတယ်ဗျာမိုးကလည်းမြဲမလင်းနိုင်သေးဘူးတော့လင်းကနီးပါပြီမမစိန်ကြီးရဲ့မကြတော့ပါဘူးစောင့်ပေးပါဗျာနော်မစိန်ကြီးကလည်းတက်ပြင်းသာတွင်တွင်ချရင်စိတ်မရှစွာနဲ့အိမ်ရဲ့အပြင်ဘက်ကိုသာလှမ်းလှမ်းကြည့်နေတော့တယ်ရော့သမီးလေးကိုခဏချီထားကျွန်တော်အပြင်ထွက်ကြည့်လိုက်အောင်မယ်ကိုတင်ထွန်းကခလေးကိုလှမ်းပေးပြီးတော့အိမ်ပြင်ကိုထွက်ကြည့်ရဲ့သူ့ရဲ့မျက်လုံးတွေကိုသူမယုံနိုင်ဘူးမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ပါဇက်အဟောင်းသားနဲ့အိမ်မိုးပေါ်ကိုမောကြည့်နေမိရဲ့တုံလုံးမဲဆိုပါကလည်းတုံလုံးလောက်ပါတယ်သူတို့ရဲ့အိမ်ကိုမွေကြီးတကောင်လို့သူထင်မှတ်ထားတဲ့တတဝါမွေမဟုတ်တလို့မျက်လုံးနှလုံးကနီးရဲနေပြီးတော့အချေးခွန်တွေကအစိမ်းရောင်တန်းနေတာတတဝါရဲ့ကိုယ်တည်းကစူးတောင်နေကဲ့သို့ပါခေါင်းမှလည်းအချုံအတက်တပွဲထိုးထိုးထောင်ထောင်ပါရှိရဲ့အဲ့ဒီတတဝါမွေမဟုတ်နိုင်ဘူးကြားဘူးနာဝရှိနေတဲ့နဂါးများလားလို့ကိုတင်ထွန်းတွေးမိနေတာနဂါးကြီးဟာကိုတင်ထွန်းကိုပြန်လည်ငုံကြည့်နေရဲ့မျက်လုံးချင်းစုံပြီးတဲ့အခါကိုတင်ထွန်းကလည်းတစုံတစ်ခုကိုခန်းစားလိုက်ရှာတယ်အဲ့ဒီຢာကစိတ်ချင်းဆက်လို့စကားပြောနေတယ်လို့ပဲဖြစ်ပါတယ်ကျွန်တော်သမီးလေးကအမားလုပ်မိပြီးတော့အပြစ်ပေးခံရလို့သမီးလေးကိုဒီမှာခဏခိုလုံခွင့်ပေးပါပြစ်ဒဏ်ကနေလွတ်ရင်ပြန်လာခေါ်ပါမယ်ကျေးဇူးမမေ့ပါဘူးအဲ့ဒီလိုအတိတ်ပဲမျိုးပြောနေတာကိုကိုတင်ထွန်းသိနေရဲ့တဆက်သေးမှာပဲမအေးလာရဲ့ကိုဝင်လွယ်ထားစဉ်ကအိမ်မက်ကိုပါတတိရလိုက်မိရဲ့စိတ်ချလက်ချထားခဲ့ပါဗျာကျွန်တော်တေချာစောင့်ရှောက်ပါမယ်ကျေးဇူးဆက်ဖို့လည်းမလိုပါဘူးကိုတင်ထွန်းရဲ့နှုတ်ကနေဒီလိုပြောလိုက်တဲ့အခါနဂါးမကစိတ်ချသွားဟန်နဲ့ခေါင်းတစ်ချက်ငုံကြည့်လာပြီးတော့တစ်ပင်နေချာမှာဝင်ရောက်ပြောက်ွယ်သွားတယ်ကိုတင်ထွန်းကသူ့ရဲ့မျက်လုံးကိုသူ့ပုတ်တဲ့ရင်နဲ့တစ်ပင်ရဲ့ကြားကိုလိုက်ရှာကြည့်ရဲ့ဒါပေမဲ့ကြီးမားလုံးနဲ့နဂါးမအဆရှာမရပါဘူးဘလို့ပျောက်သွားတယ်ဆိုတာကိုတွေးတောမရခဲ့ဘူး။နဂါးပျောက်ကွယ်သွားတဲ့အပင်တွေကိုစိုက်ကြည့်ရင်းနဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်လိုက်တယ်။ဘဲနဲ့လေတင်ထွန်းမွေးရှိသေးလား။အိမ်ထဲကိုပြန်ဝင်လာတဲ့ကိုတင်ထွန်းကမက်စိန်ကြီးကိုခေါင်း